သမီးတို့မိတ်ဆွေလားဆိုလာဦးတဲ့သူကလာရဲဘူးနော်ကြောက်လို့ပေါ့မလာတော့ကျမသူတို့ကတကားကြီးဆက်နေရပိတ်ထားတော့ကျမလည်းအိုးနေမဟုတ်တော့ကြောက်တာပေါ့နော်ကျမဟိုလိုတကားကြီးဖွင့်လာပြီပါဆိုပြီးကျမတကားလေးစောဖွင့်ဝင်လာတယ်ဖွင့်လာတယ်ဆိုတာကျမအချင်နဲ့ကျမဖွင့်လာတယ်နော်ကျွန်တော်ကမတော်လို့ကလေးကိုဆွဲထုတ်လို့ခေါ်မယ်ရမယ်ဆိုလို့ရှိရင်ဒီတကားကြီးပိတ်ထားရင်မသိတော့ဘူးဆိုတဲ့သဘောမျိုးရှိရလေကျမအဲ့တကားဖွင့်လာတယ်ဖွင့်လာရောကျမတမျိုးကျမသွားဆွဲထုတ်လို့ကျမအပြုံခေါ်ထုတ်တယ်သူတို့ကအထဲထဲမှာပဲစကားပြောပါအထဲထဲမှာပဲနေပါအဲ့လိုမလုံးနဲ့သူကတိတ်ခါနေနေတာပေါ့နော်သူတို့တိတ်ခါကြားတယ်ပေါ့ဒီများကလည်းလူတွေဝိုင်းကြည့်နေတာပေါ့ရှက်လဲရှက်တယ်ပေါ့အဲ့လိုကြည်ဘူးမထဲပါဘူးရှင်အမကျမတမျိုးကျမဆွဲထုတ်ပြီးတော့ပြင်လာခဲ့ရလက်ရှိအိမ်ပေးဖို့ထားတော့ဒီခါလေးမတူရဘူးလက်ကတော့တွေ့တော့သူတို့ရှိမှကြာသူကဘယ်လိုပြောတော့ချောင်းသာသွားလို့မရတဲ့တဟန်ရတာလို့အဲ့လိုပဲသူကပြောတာသူကပြောတော့ကိုအဲ့ဒါလေးကိုကြည့်မဆိုင်ဘူးမာရဲ့ကိုခလေးပြန်ရဖို့ရေးပဲပေါ်အရေးကြီးတယ်ဆိုတော့ကိုခလေးကိုရခေါ်လာခဲ့တာခေါ်လာခဲ့တော့သူကသွားရောကန်းငါပြီးတော့ငါပြီးတော့သူတို့ကကားနဲ့လိုက်လာတော့အချောင်းငိုတယ်ငိုတော့ညီမကပြောတာပေါ့ငိုနဲ့ညီမတို့ကထုတ်ဖတ်လိုက်ပြီးတော့ညီမတို့လိုက်တော့မငိုပါနဲ့မတော်တက်ထုတ်ဖတ်ပေးတာဆိုတော့ကျမဆောင်းထုတ်တယ်ကားဘွားနဲ့ဆင်းมาကျမပြောလို့မရဘူးတော့လိုက်လာဟိုစက်ပေါ်ထိလိုက်လာအင်းဝါချုပ်ဆိုင်ဘက်ကသူတွေကသူတို့နေတဲ့လုံးဝကလေးတွေကိုလည်းမနှိပ်စက်ပါဘူးလာစားလည်းပေးပါတယ်ဗာညာနဲ့သူတို့ဘက်ကလည်းဒါreason ပြန်ပေးတာပေါ့နော်ပေးလိုက်တဲ့အခါမှာအငင်းခုန်ကြီးဖြစ်လာကြတာပေါ့အငင်းခုန်ပြတော့ဒီကိုအနေနဲ့ကဗာပြောလိုက်လေဆိုတော့အဲ့ဒီကခင်ဗျားတို့အဲ့လိုညင်းနေမယ်ဆိုရင်ဒီကိစ္စဒီမှာတွေမဲ့ရက်လိုက်ထားလိုက်တော့ကျွန်တော်တို့ဥပဒေအကြောင်းအတိုင်းပဲဆက်သွားမယ်ဆိုဒီကိုကထပ်ပြောလိုက်တဲ့အချိန်မှာမှသူတို့ကမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်လည်းမျက်နှာကြီးပေးမယ်ဆိုတော့အတန်ထွက်လာပြီသူတို့ဒီနေ့အထိသူတို့ဘက်ကမှားပါတယ်ကလေးတွေကိုတစ်ချိန်တစ်ခါတလေရိုက်နှမိပါတယ်မှားပါတယ်ဆိုတာလည်းတစ်ခါမှမပြောဘဲနဲ့ဒီငွေကြီးနဲ့ပဲအလဲဖယ်လုတ်သွားတယ်လို့တော့မြင်ပါတယ်နှာခေါင်းမှာဒါလေးရထုတ်ထားတယ်ဘာနဲ့ထုတ်တာတစ်ခေါက်နှာခေါင်းဟာမင်းနည်းနည်းမောလိုက်ပါကလေးတွေကြာနော်ဒီစင်တာမှာပြောရတာတော့ပါလေဆိုတော့ကလေးတွေတော့ကမရဘူးကလေးတွေနဲ့ဒီပါတွေနဲ့တွေ့ဆုံလို့မပြီးဘူးနောက်တော့မှကလေးတွေတော့မတော်ဩဇာနဲ့ပေါင်းဖို့ထားတယ်ပေါ့နော်။တရားတရားတွေပေါ့